ချစ်မိတ်ဆွေအားလုံးပေါ့သုံးလုံးချစ်တဲ့ချစ်မိတ်ဆွေအားလုံးပေါ့ဒီကသုံးလုံးဒီလိုမျိုးလေးတန်းတဲ့အားလေးလားတွေ့တဲ့အတွက်ကြောင့်မလို့အမှန်သူ့အချိန်ကိုတော့မရောက်သေးဘူးပေါ့ဒါနဲ့ဒီလိုမျိုးထွက်သွားတဲ့တာရကကြီးရှိရတဲ့အတွက်ကြောင့်မလို့နောက်ကျဟိုပြီးတော့ဒီမှာဘယ်လိုလဲဆိုတော့914 6နှစ်ဆိုအမှန်သုံးလုံးအလေတန်းပါကိစ္စအတွက်ကိုအဲ့ဒါမျိုးကျိုးပြထွက်ခဲ့သည်ရှိတော့လွတ်သွားမှာဆိုလို့ပြီးရင်တော့ရမှာပေါ့အဲ့တော့တကယ်ဟိုထွက်သွားခဲ့သည်ရှိလို့ရှိရင်ကိုယ့်အားပေးတဲ့ပြည်သက်တွေရပါသေးတယ်ဆိုတော့ဒါလေးကိုထပ်တင်တာပါသူဘယ်အစားတော့1989ခုနှစ်မှာသူက6ချိန်မြောက်မှာသူက4အလဲတိုင်း3ချိန်အောက်ဆင်းဘေးခွန်လေး4အလဲတိုင်းဘေးဥကအပေါ်ပြန်တဲ့3လေးနှစ်ဆိုပြီးတော့4အလဲတိုင်းအဲ့လို V shape ဖြစ်တဲ့ဟာမျိုးလေးမှာသူက10ချိန်ကြီးကိုကြီးလိုက်ပါ1 2 3 4 5 6 9 8 9 10 4အလဲတိုင်း4အလဲတိုင်း4အလဲတိုင်းအဲ့မှာ149ဆိုတော့မှတ်ထားပါအဲ့149အဲ့ဒီသူကနေအောက်ကိုဆင်းလိုက်22ကြိမ်မြောက်မှာ934ဆိုတော့ခုနပြောတဲ့4အလဲတိုင်း4အလဲတိုင်း4အလဲတိုင်းရဲ့ဟာဒီ940ကိုသူကပတ်လက်ပြန်ထွက်တယ်နော်အဲ့ခုနပြောတဲ့149ကိုမှတ်ထားပါသူနဲ့တူတဲ့ပုံစံမျိုးလေးကဘယ်မှာပြန်ပြီးတော့ဆိုတော့1996ခုနှစ်မှာ140ဆို4အလဲတိုင်းအောက်3ကြိမ်ဆင်းပေးဦးရတယ်146ဆိုထွက်တယ်146ဘေးကအပေါ်ပြန်တဲ့3943လို့ထွက်တယ်ဘူးရှိခတ်ပြီနော်အဲ့တော့ तू ကလည်း10ချိန်ကိုရီလိုက်လို့ရှိရင် तू ကဘယ်မှာပေးတော့ဆိုဒီမှာလာပြီနော်8909လေတိုင်းနော်393လေတိုင်း194လေတိုင်းဩ9လေတိုင်း194လို့ထွက်တယ်ဟောဟိုဘက်ကမှာ तू ကအဲ့လို4အလေထိုင်တဲ့အတွက်ကြောင့်မလို့ तू ကထွက်ခဲ့တာ तू ကဘာလို့လဲ4အလေတိုင်းလဲဒီ940အဲ့ဒီ10ချိန်ကနေပြီးတော့အဲ့မှာ4အလေတိုင်း3ခုဆန်းတယ်22ချိန်ကိုဆင်းကြည့်လိုက်ဒီ934ဆိုပတ်လက်ထွက်တယ်နော်934ဟောသူကလည်းအဲ့လိုပဲအဲ့လိုခေါင်းနာပြောတဲ့ကဒီ140လေးကဒီကဟိုက်93လုံးတန်းရဲ့အောက်ရဲ့ဟောဆင်းသွားလိုက်ရှင်413ဆိုသူအဲ့ကနန်းဘူးရှိတ်ကနန်းကိုသူကပြန်ထွက်တယ်နော်အဲ့140ကိုဒီမှာအောက်မှာ413လို့ပြန်ထွက်တယ်သူ့လိုပဲဒါ3များဆိုင်ပေါ့နော်ကြိုများထွက်သွားလို့ရှင်3များရဲ့တော်တော်များများဟိုအောင်ဖို့အခက်အခဲရှိတဲ့အတွက်ကြောင့်မလို့ကြိုးပြီးရင်တော့ဟိုလွတ်သွားမှာဆိုလို့ဒါလေးကိုတင်လိုက်တာပါအခုပြည်သက်တွေအားလုံးရစီချင်လို့ဒီမှာသူကဘယ်မှာပြီးတော့ဆိုတော့2015ခုနှစ်မှာသူက18ချိန်အစား148တဲ့4လေတိုင်းအောက်ဆင်း3ရင်949 4လေတိုင်းပြီးတော့အပေါ်ပြန်တဲ့143လို့ထွက်တယ်4လေတိုင်း4လေတိုင်းဘူးရှိတ်အဲ့ဒါမှမသူကရေးရမယ်ဆိုရင်1 2 3 4 5 6 9 8 9 10ဒီချိန်မှာမဟုတ်နော်ဒါတဲ့ဒီချိန်မှာအဲ့လို3လုံးတန်းရတော့ပေါ့နော်ကျိုးပြီးတော့တစ်ကတန်းနေတယ်လို့ကြောင့်မလို့ထွက်ခဲ့သည်ရှိရင်ထိုးရမှာ914ဆိုပြီးထိုးရမှာပေါ့နော်အဲ့တော့တကယ်အဲ့မှာမထွက်ခဲ့ဘူးဆိုရင်တော့အမှန် तू ကဒီမှာအမှန်ထိုးရမှာသူ့ရဲ့အချိန်တိုက်က4လေတိုင်း10ချိန်မြောက်မှာအဲ့လိုမှ22ချိန်မြောက်ရောက်လို့ရှိရင်အဲ့ခုနပြောတဲ့ဒီ148ဆိုတဲ့ခဏဒီ22ချိန်မှာပတ်လေထိုးပါ तू ကဟိုဘက်မှာတော့ဟို तूပြီးခဲ့တာ940ကို934လို့ပတ်လက်ထွက်တယ်ဒီဘက်မှာ140ဆိုတဲ့ကဏ္ဍကို413လို့ပတ်လက်ထွက်တယ်အခုလဲ148ဆိုတဲ့ကဏ္ဍကိုတကယ်အဲ့ဒီလို3လုံးသားပြီးခဲ့သည်ရှိတော့နှစ်ပင်စားပေါ့ဗျာเนาะပြီးခဲ့သည်ရှိတော့နှစ်သီးစားရမှာပေါ့เนาะ22ချိန်မှာအဲ့148ဆိုတဲ့ကဏ္ဍလေးပေါ့အဲ့တော့တကယ်ကြိုးများထွက်ခဲ့သည်ရှိတော့ဆိုဒီကဏ္ဍလေးကိုတင်းနေတာပါအခုက1အလဲထိုင်ပြီး1အလဲထိုင်ပြီး